များကိစ္စကဥပဒေပေါင်းအပြင်ဘက်ကနေပြီးတော့လှုပ်ရှားမှုကိစ္စတွေပါတယ်ဗျာအဲ့တော့ဥပဒေပေါင်းအပြင်ဘက်ကလူတွေပြန်လိုက်ရှာထားတာပေါ့ဗျာဒီညနေ6 နာရီမှာအဲ့ဒီဗီဒီယိုဖိုင်ကို3500နဲ့ပြန်မရွေးနိုင်ရင်သူကျမကိုဒုက္ခပေးတော့မှာတကယ်လို့ညနေ6 နာရီတီတီမှာအဲ့ဒီငွေကိုကြုံမရဘူးဆိုရင်တော့ခမားဗီဒီယိုဖိုင်အောက်ကကွန်မန့်တွေကိုဖတ်ဖို့အဆင်သင့်ဖြစ်ထားတယ်ဒီတိုင်းမပြတ်ဘူးပါးတွေမင်းမေးရိုက်ပြီးမှကိုပြတ်မှာလိုက်လွှင့်ပြီးတော့ကြောက်ကိုပါးရိုက်ပြောင်းမယ်ဟာဒီနေ့တော်တော်လေးကိုထူးတယ်ဘယ်ဘက်ကတွတ်အဲ့ဒီဂိမ်းကိုပဲစိုက်ခမားတစ်သက်မှာအနှစ်30အတွင်းတစ်ချိန်လောက်ပဲကြုံရနိုင်တဲ့ရက်မျိုးပဲသူတောင်းတဲ့3500ခင်ဗျာအချိန်မပေးနိုင်လို့ရှိရင်သူပြောတဲ့အတိုင်းရုံမှလိမ့်မယ်လို့ခင်ဗျာထင်လားသူတကယ်လှုပ်လိုက်မယ်နောက်တော့မင်းတစ်ပင်တက်နိုင်လားလို့မေးလိုက်တယ်ငါ့ကိုစိန်ခေါ်သလိုမေးလာရင်မဖြစ်ဖြစ်အောင်လုပ်တတ်တာမင်းသိပါအဲ့ပစ္စည်းနှစ်ခုလုံးရအောင်ပြန်ပြ12နိုင်ထိုးတော့မယ်ငါတို့မှာအချိန်6နိုင်ပဲကျန်တော့တယ်ဒါတွေကငါတို့ဘာမှအသုံးဝင်နေအကြတယ်မဟုတ်ငါဝေသားအပြည့်ပဲလှူချင်တယ်အေးမင်းဝေသားအပြည့်မပေးနိုင်ဘူးဆိုရင်တိကျတင်ကြတဲ့ကိန်းဂဏန်းတစ်ခုကိုငါမြင်ရမှုမင်းစီကနေတိကျတင်ကြတဲ့ကိန်းဂဏန်းတစ်ခုကိုရမယ်ဆိုရင်ခင်ဗျာခုနကပြောသွားတဲ့စကားတွေမှာကြည့်ကြပေးကြတဲ့ကိန်းကနအမောက်တွေမျိုးကိုခင်ဗျာရှော်ပြီးလည်းပြောတယ်ငယ်ရအခုနေရတာရွှေရောင်ခန့်အဲ့ဒါမင်းဗာပြန်လို့ချင်း10%မင်းတို့ထွက်ရက်ရအဲ့ဒါဘာကိုပြောရလဲတခါမကြောက်ဘူးဒီနေ့မှာဘာပဲလှုပ်ဘာပဲကြံစီအကုန်လုံးအထမြောက်အောင်မြင်မဲ့ဂိမ်းမျိုးကိုပြောတာ